မိဘပြည်သူများရှင် Prime Media မှာတင်ဆက်မှုဖြစ်ပါရှင်ကျမအနေနဲ့မိဘပြည်သူများနိုင်ငံတော်လုံးကသတင်းလေးတွေမပြောပြခင်မှာမိဘပြည်သူများအတွက်အကျိုးရှိစေမဲ့သတင်းလေးတစ်ခုကိုရုံဆုံးမျှဝေပေးချင်ပါတယ်ရှင်အဲ့ဒါလေးကတော့ငလင်ဘေးဒဏ်သိမ့်ပြီးတဲ့နောက်မှာကျမနိုင်ငံမှာပြိုလဲခဲ့တဲ့စီးပွားရေးတွေရှိပါတယ်ရှင်ဒီစီးပွားရေးတွေကိုပြန်လည်ထူထောင်ဖို့ကုစားဖို့အတွက်နိုင်ငံတော်ကဆွေးနွေးပွဲတည်းကျင်းပဖို့ရှိပါတယ်ရှင်အဲ့ဒီဆွေးနွေးပွဲလေးမှာစိတ်ပါဝင်စားတဲ့သူတွေလည်းတက်ရောက်နိုင်မှာဖြစ်ပါတယ်ဒီပွဲလေးနဲ့ပတ်သက်တဲ့အချက်အလက်လေးတွေကျွန်မပေးပါမယ်ရှင်ကျန်းကျန်းဝန်ဌာနနဲ့စီးပွားရေးနဲ့ကုသန်းရောင်းဝယ်ရေးဝန်ဌာနတို့ကြီးမှုပြီးတော့မြန်မာပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ကစီစဉ်ကျင်းပတဲ့ငလင်ဘေးအလွန်မြန်မာစီးပွားရေးပြန်လည်ကုစားခြင်းနဲ့ပြန်လည်ထူထောင်ခြင်းဆိုတဲ့ဆွေးနွေးပွဲကိုမေလ30ရက်နေ့ကပြီးတော့31ရက်နေ့မှာဆိုရင်ဒီပြည်တော်မှာရှိတဲ့မင်္ဂလာသီရိဟိုတယ်မှာကျင်းပမှာဖြစ်ပါရဲ့ရှင်ဒီသုံးသက်ဆွေးနွေးပွဲလေးမှာဆိုရင်မန္တလေးငလင်ကြီးရဲ့တဲ့စီးပွားရေးအပေါ်တိုက်ခတ်မှုတွေစီးပွားရေးပြန်လည်ထူထောင်တဲ့အခါမှာစိန်ခေါ်မှုတွေနဲ့အခွင့်အလမ်းတွေစီးပွားရေးပြန်လည်ကုစားခြင်းအတွက်စုပေါင်းအဖြေရှာခြင်းပေါ့နော်ဒီခေါင်းစဉ်လေးပဲဆွေးနွေးကြမှာဖြစ်ပါရဲ့ရှင်လာပြီးတော့ဆွေးနွေးပေးမယ့်ပုံကိုယ်တွေကတော့ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေ UMFCCI ညီနောင်အသင်းအဖွဲ့များမှတာဝန်ရှိသူတွေပြည်တွင်းမှာရှိတဲ့ MSME လုပ်ငန်းရှင်တွေနဲ့စီးပွားရေးနဲ့သက်ဆိုင်တဲ့ဝန်ကြီးဌာနတွေကကျွမ်းကျင်ပညာရှင်တွေပါဝင်ဆွေးနွေးတော့မှာဖြစ်ပါရဲ့ရှင်ဒါ့အပြင်နိုင်ငံတကာကစီးပွားရေးကျွမ်းကျင်ပညာရှင်တွေနဲ့လေ့လာသုံးသပ်သူတွေလည်းပါဝင်ပြီးတော့ဆွေးနွေးပေးမှာဖြစ်ပါရဲ့ရှင်ကိုပိုင်စီးပွားရေးလုပ်ငန်းတည်ထောင်ထားကြတဲ့မိဘပြည်သူများအတွက်တော့သတင်းကောင်းလေးပါပဲရှင်ရှားတော့ရခဲ့ခွင့်ရလေးမှာဒီဆွေးနွေးပွဲလေးကိုလာရောက်ပြီးတော့လေ့လာကြဖို့အတွက်လည်းကျွန်မဖိတ်ခေါ်ချင်ပါတယ်ရှင်။ပွဲလေးကိုလာရောက်ပြီးတော့မတက်ရောက်နိုင်ဘူးဆိုရင်လည်းဒီပွဲလေးကိုပေါ့နော်သုံးသက်ဆွေးနွေးပွဲကျင်းပနေမှုတွေကို M1 website အပါအဝင်မြန်မာ narrative Facebook page ရဲ့ MRTV Facebook page တွေမှာ direct live ထုတ်လွှင့်ပြီးတော့ပြသတော့မှာဖြစ်ပါတယ်ရှင်။ကိုယ့်ရဲ့နေအိမ်ကနေလည်းဒီဆွေးနွေးပွဲလေးကိုလေ့လာနိုင်ပါတယ်ရှင်။တကယ်လို့ဆွေးနွေးပွဲကိုတက်ရောက်ဖို့အတွက်စိတ်ပါဝင်စားတယ်ဆိုရင်တော့ဒီမှာ narrative organization ကို foundation ပြီးတော့အမည်စင်းပေးသွင်းပြီးပွဲလေးကိုတက်ရောက်နိုင်ပါတယ်ရှင်။ကဲလို့အခြားသိလို့ရရရှိမယ်ဆိုရင်ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသုတေသနနဲ့သတင်းချက်လက်ဌာနခွဲဖုန်းနံပါတ်36034122ကိုရုံးချိန်အတွင်းလဲဆက်သွယ်မြင်းမြတ်နိုင်ပါတယ်ဆိုပြီးတော့မြန်မာအလင်းသတင်းစာမှာကြေညာလေးထည့်ထားပါရှင့်။ဒါကြောင့်မိဘပြည်သူများအနေနဲ့ဒီပွဲလေးကိုတက်ရောက်ဖို့အတွက်ကျွန်မတိုက်တွန်းချင်ပါတယ်။မတက်ရောက်ဖြစ်ဘူးဆိုလဲကိုယ့်ရဲ့အိမ်ကနေပြီးတော့ပေါ့နော် live ကိုကြည့်ရှုလေ့လာကြပါရှင့်။မန္တလေးငလင်ချင်းဖြစ်ပွားပြီးတဲ့နောက်မှာဆိုရင်ကျမနိုင်ငံမှာဖြစ်ပေါ်သွားခဲ့တဲ့စီးပွားရေးအကျပ်တဲတွေကိုဒီပွဲလေးကနေပြီးတော့ဆွေးနွေးသုံးသပ်အဖြေရှာနိုင်ကြမယ်လို့ကျွန်မမျှော်လင့်ပါတယ်ရှင်။ဒါကြောင့်စီးပွားရေးကိုစိတ်ပါဝင်စားတဲ့သူတွေရောစီးပွားရေးလုပ်ငန်းရှင်တွေရောအားလုံးစုံညီစွာတက်ရောက်ကြမယ်လို့လည်းမျှော်လင့်မိပါတယ်ရှင်။ဒီပွဲလေးကနေတစဉ်ကျမနိုင်ငံရဲ့စီးပွားရေးကိုပြန်လည်ကယ်တင်နိုင်မယ့်နည်းလမ်းတွေရှာဖွေတွေ့ရှိပါစေလို့လည်းကျမတို့ Prime Media ကဆန္ဒပြုပါတယ်ရှင်။မိဘပြည်သူများရှင် TNL အဖွဲ့ရဲ့ခြေစွမ်းထက်နေမှုပေါ့နော်အဲ့ဒါလေးကိုကျွန်မသတင်းလေးတွေနဲ့သုံးသပ်ပေးချင်ပါတယ်ရှင်သုံးသပ်တင်ပြပေးချင်ပါတယ်TNLလက်ကလည်းအဖွဲ့ရဆိုရင်မိဘပြည်သူတို့သိတဲ့အတိုင်းပါပဲလက်ရှိမှာရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့နမ်ဆန်မန်တုံနံပါတ်2ကြောင်မဲကုတ်ခိုင်နမ်ခမ်းတီပေါ်နောင်ချုံနဲ့မိုးမိတ်မိုင်းလုံမိုင်းငော့နဲ့ပေါ့နော်ပြီးတော့မန္တလေးတိုင်းမိုးကုတ်မြို့တွေကိုအကြမ်းဖက်တိုက်ခိုက်ပြီးတော့အချို့နေရာတွေကိုထိန်းချုပ်ထားတယ်ဆိုတာမိဘပြည်သူများအားလုံးသိရှိပြီးသားပါပဲရှင်ပြီးတော့အဲ့လိုထိန်းချုပ်ပြီးတဲ့အခါမှာဆိုရင်တို့ရဲ့အုပ်ချုပ်ရေးရန်တရားတွေကိုလည်းစိတ်ကြိုက်ဖော်ဆောင်နေပါရှင်အခုဆိုရင်ဒီ TNL အကြမ်းဖက်ထိန်းချုပ်ရနေမြေတွေမှာဆိုရင်ကားလိုင်စင်တွေပြုလုပ်ပြီးနေဆိုပြီးသိရပါရှင့်လိုင်စင်ပြုလုပ်ကနေလေ2သိန်းကနေပြီးတော့9သိန်းကျပ်အထိသူတို့ကိုဝန်ဆောင်ကပေးရပါတယ် TNL ကနေပြီးတော့22ရက်နေ့မှာကားလိုင်စင်တွေလုပ်ပေးမယ်ဆိုပြီးတော့ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါရှင့်ကားလိုင်စင်တွေကိုလာမယ့်မေလ25ရက်နေ့ကနေဒီဇင်ဘာ31ရက်နေ့ထိနန်ခမ်းနဲ့နမ်ဆန်မြို့နယ်တွေမှာပေါ့နော် TNL ရဲ့မော်တော်ယာဉ်မှတ်ပုံတင်ကြီးကြပ်ရေးဌာနကပြုလုပ်ပေးမှာဖြစ်တယ်လို့သိရပါတယ်ဒီမျိုးတွေမှာအရင်ဆုံးလုပ်ပေးမှာပေါ့နော်ပြီးရခါမှာအခြားမျိုးတွေကိုဆက်လက်ပြီးတော့လှုပ်ဆောင်ပေးမှာဖြစ်ပါရဲ့ရှင်အခုလိုမျိုးကားလိုင်စင်တို့စိုက်ကယ်လိုင်စင်တို့ပေါ့နော်ပြုလုပ်တဲ့စီမံချက်ကာလပြီးဆုံးလို့ရှိရင်ကားလိုင်စင်မရှိတဲ့သူတွေတို့ကအရေးယူမှုတွေပြုလုပ်သွားမယ်ဆိုပြီးကြေညာထားပါရဲ့ရှင်ကားလိုင်စင်တွေကိုတဲ့ TNL ထိန်းချုပ်ရာဒေသတွေကိုပေါ့နော်ဖြတ်တန်းသွားတဲ့ကားတိုင်းပြုလုပ်အောင်မှာဖြစ်ပြီးတော့လိုင်စင်သက်တမ်းကို2နှစ်သတ်မှတ်ထားတယ်ဆိုပြီးတော့ဒီ TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွေးရီဦးကနေပြီးတော့မီဒီယာတွေထုတ်ဖော်ပြောကြားထားပါရဲ့ရှင်ဒါလေးကတော့ TNL ရဲ့လှုပ်ဆောင်ချက်တွေအများကြီးတဲ့သတင်းတွေတစ်ခုပေါ့နော်ဒီတော့သူတို့ဟာဆိုရင်ဒီလိုမျိုးကားလိုက်စင်တွေလုပ်ပြီးပေါ့ရှင်လုပ်တဲ့လူတွေလည်းလုပ်နေကြပြီပေါ့မလုပ်လို့လည်းမရဘူးလေသူတို့နဲ့အဲ့ဒေတာတွေမှာလောလောဆယ်ထိတွေ့ဆက်ဆံနေရတာဆိုတော့သူတို့ကလှုပ်ဆိုလောက်ရတာပေါ့ရှင်သူတို့ကပတ်စံတောင်းတော့ပေးရတာပေါ့နော်အဲ့တော့ကျမတို့အနေနဲ့ကြတော့ဒါမီဒီယာအနေနဲ့ပေါ့နော်မေကုန်းထုတ်ချင်တာက TNL အနေနဲ့ကအခုလိုမျိုးကားလိုက်စင်တွေလုပ်ပေးတယ်ပေါ့နော်သူတို့အခုထိန်းချုပ်တဲ့ဒေတာတွေမှာကားလိုက်စင်လုပ်ပေးရဆိုတော့ဒီကားလိုက်စင်တွေနဲ့ရန်ကုန်တို့မန္တလေးတို့သွားလို့ရပါသလားရှင်ရန်ကုန်မန္တလေးသွားမယ်ဆိုဒီကားဆရာတွေကဘာလိုက်စင်နဲ့လာမှာလဲရှင်ဒီလိုက်စင်တွေဟာတရားဝင်မှုရှိပါသလားဒါလေးကိုတော့နံပါတ်1မေးခွန်းနေကျွန်မမေးချင်ပါတယ်ရှင်နောက်ထပ်မေးချင်တာလေးတစ်ခုကကြတော့အခုလာမယ့်ဩဂတ်စ်လမှာဆိုရင်မြန်မာတပ်မတော်နဲ့ TNL ဆွေးနွေးပွဲထပ်ရှိရဲဆိုပြီးကျွန်မတို့သိထားပါရှင်ပထမချိန်ဆွေးနွေးတာစင်မပြေဘူးပေါ့နော်ဒီတော့ဩဂတ်စ်လမှာစပြီးတွေးဆုံပြီးဆွေးနွေးကြမယ်ပြန်တွေးဆုံဆွေးနွေးကြမယ်ပေါ့အဲ့ဒီဆွေးနွေးပွဲမှာအဆင်ပြေသွားခဲ့လို့တရုတ်ရဲ့စိတ်ဆက်ညှိနှိုင်းမှုတွေနဲ့အဆင်ပြေသွားခဲ့လို့ရှင် TNL ကအခုထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုတပ်မတော်ကိုပြန်ပေးလိုက်ရမယ်ဆိုရင်အဲ့ဒီကားလိုက်စင်တွေရဲ့လောက်ထားတဲ့ပတ်စံတွေကိုပြန်အမ်းပေးမှလားရှင်ဒါလေးကျွန်မမေးခွန်းထုတ်ချင်ပါတယ်နော်ကားလိုက်စင်အတွက်ကိုပတ်စံတွေပေးထားတာသူတို့တွေကဒီမှာတသက်လုံးတည်မြဲနေပါမယ်လို့ဖေဖေအားမှဟောမထားအောင်ရှင်ဘယ်သူမှလည်းအာမမခံထားဘူးသူတို့ကိုယ်တိုင်တော့သူတို့အာမမခံထားဘူး
သူတို့တသက်လုံးဒီမှာရအောင်နေမယ်ရအောင်တည်မြဲအောင်နေမယ်လို့အာမခံပါသလားရှင်အာမမခံနိုင်ဘူးသူတို့လေနိုင်ငံရေးအခြေအနေရစီရေးအခြေအနေရသူတို့ဒီမျိုးတွေကိုအချိန်မျိုးလက်လွတ်ဆုံးရှုံးသွားရနိုင်တဲ့သူတွေဒီတော့ခက်တီတီနဲ့ကားလိုက်စင်တွေလောက်ခိုင်းနေဆိုတော့သူတို့ကဒီမျိုးမှာမနေတော့ဘူးဆိုရင်အဲ့ဒီ license ကားတွေပြန်ပေးမှာလားဒါကျမအနေနဲ့ဒုတိယမေးခွန်းလေးထုတ်တာပါရှင်ကျမတို့ကအပွေးမြင်အပင်သိတယ်ရှင်အပွေးကိုမြင်လာတဲ့ဒါဘာပင်လဲဆိုတာသိပါတယ်ဘာအကွက်တွေချိုးနေလဲဆိုတာသိပါတယ်ရှင်ဒီတော့သူတို့ချိုးနေတဲ့အကွက်လေးကိုကျမသုံးသပ်ပြီးတော့တင်ပြပေးပါမယ်ကျမခုသုံးသပ်ချက်လေးကိုမှတ်ထားပါနောက်ထပ်များမကြတော့ကာလမှာကျမသုံးသပ်တဲ့အတိုင်းဖြစ်လာလားမဖြစ်လာလားဆိုတာမိဘပြည်များစောင့်ကြည့်ကြပါရှင် TNL ရဲ့အကွက်တွေပေါ့နော်အကွက်တွေခင်းနေတာကိုကြည့်ရခြင်းအဖြစ်အောက်ဂတ်စ်လမှာဆွေးနွေးပွဲတွေးဆောင်တဲ့အခါမှာပထမအဆင့်ညှိနှိုင်းမှုတွေကောင်းကောင်းလုပ်တော့မယ်လို့ကျမထင်တယ်ရှင်အဲ့ဒီအနေမှာနောက်ထပ်ဆွေးနွေးပွဲတစ်ခုစီကိုကူးချင်လဲကူးသွားနိုင်တယ်ဒါပေမဲ့ဆွေးနွေးပွဲရဲ့ရလဒ်ဒီ MNDAA လောက်သွားတဲ့အကွက်တိုင်းပဲလာမယ်ဆိုတာသိကြရရှင် TNL ရဆိုရင် MND ရဲ့လမ်းစဉ်တိုင်းပဲလိုက်တော့မယ်ဆိုတာသိကြပါတယ်ဘာကြောင့်လဲဆိုတော့ MND လည်းဒီလိုပဲလာရှုံးမျိုးကနေမထွက်ခွာပါဘူးလို့နောက်ဆုံးချိန်ပြီးပြောသွားခဲ့တာပဲအဲ့တော့မထွက်ခွာဘူးဆိုတော့ပြောသွားတဲ့အကြောင်းအရာနောက်မှာသူတို့ကမျိုးထဲမှာရသမျှတဲ့ထုတ်တယ်ရှင်အဲ့လို website တွေကောက်တဲ့စက်ကြီးယူတယ်ဟို license လောက်ခိုင်းဒီ license လောက်ခိုင်းလက်စစ်ကြီးတောင်းလိုက်ဘာကြီးတောင်းလိုက်ညာကြီးတောင်းလိုက်နဲ့ပတ်စံတွေရသမျှတဲ့သွားတာပြီးလည်းပြီးတော့အချိန်တန်တော့လည်းမျိုးကနေထွက်သွားတာပဲခု TNL ရဲ့ဒီ lesson လိုက်နေရရှင်ကား license ဆိုပြီးပတ်စံတွေတောင်းနေရှူတယ်ဒါပေမဲ့ဒီအတွက်အာမခံချက်ဘာမှမရှိဘူးသူတို့ကား license ကလည်းတနိုင်ငံလုံးသွားလို့မရဘူးဖေးကြတယ်သူတို့ဒီလေဒီမျိုးမှာထာဝရအခြေချမယ်လို့ဘယ်သူမှအာမမခံတော့ဘူးဒီတော့သူတို့ဒီမျိုးမှာပေါ့နော်အချိန်လေးတစ်ခုရတဲ့အခြေအနေတစ်ခုမှာရတော့ပတ်စံရှာနေလို့ပဲကျွန်မမြင်နေရှင်တစ်ဖက်ကစဉ်းစားမယ်ဆို TNL ဟာ MNDAA လမ်းစဉ်လိုက်ဖို့တော့ကတော့90%လုံးကြော်လောက်ထိကိုသေးချနေပါရှင်တက်မလို့လက်ထက်ကိုမျိုးတွေပြန်ပေးမဲ့အခြေအနေတစ်ခုမှာပြန်မပေးခင်မှာရတော့အရေးညှစ်ထုတ်နေတာပါပဲရှင်ဒီကားလိုက်စင်ဆိုတဲ့သဘောတရားကဒီတော့ပြည်သူတွေဘက်ကပြန်ပြီးတွေးလိုက်တဲ့အခါကျတော့ပြည်သူတွေမှာတော့လွန်ဆန်နိုင်ခြင်းမရှိပါဘူးရှင်သူတို့ရဲ့ကားလိုက်စင်ကလောလောဆယ်မှာသူတို့ကလှုပ်ဆိုလောရတာပဲမလုပ်ဘူးဆိုရင်သူတို့ဟာအရေးယူမယ်အပြစ်ပေးမယ်ဒုက္ခပေးမယ်ဆိုတဲ့ကိစ္စတွေကြုံရမှာပဲဒါကြောင့်ကျွန်တော်နိုင်ငံကားဆရာတွေပေါ့နော်အဲ့ဒီဒေတာတွေသွားတဲ့သူတွေဟာဆိုရင်အနည်းဆုံး license 2ခုလောက်ကိုင်းမှသိကြတယ်နော်ဒီဘက်ကရန်ကုန်မန္တလေးဆင်းလာလို့ရှိရင် license တစ်ခုသူတို့နေကိုသွားလို့ရှိရင် license တစ်ခုအဲ့လိုပေါ့နော်ကျွန်တော်နိုင်ငံမှာ license တွေအများကြီးရှင်သိလားပြည်ထောင်စုပေါ့နော်ပြည်ထောင်စုနေမြေအားလုံးပေါ့ရှင်ဒါရန်ကုန်မန္တလေးနေပြီးတော့စသဖြင့်အဲ့ဒီဘက်တွေသွားရင်နိုင်ငံတော်ထုတ်ပေးတဲ့ license နဲ့တိုင်းတော်လက်နက်ကိုင်တွေဘက်ကိုသွားလို့ရှိရင်တစ်ဖွဲ့ချင်းစီကထုတ်ပေးတဲ့ license တစ်ခုစီနဲ့license 5-6စုကိုင်နာတဲ့သူတော့ရှိမှမသိဘူးအဲ့လိုဖြစ်နေရဲ့ရှင်ပြီးတော့ TNL ကဆိုရင်သူလောလောဆယ်အခြေကုပ်ယူနိုင်တဲ့မျိုးတွေကိုအရင်ညှင့်နေတာဖြစ်တယ်ဒါကြောင့်သူဒီ MNDAA လမ်းစဉ်တိုင်းလိုက်မှသေးကြနေရဲ့ရှင်အောက်ဂတ်စ်လမှာသူတို့ဆွေးနွေးဖို့အတွက်ရှိပါရှင်အချိန်ကြာရင်အဖြေထွက်မလားမထွက်လားဆိုတာကြည့်ရပါတော့ဟိုကျွန်မပြောသလိုပဲအောက်ဂတ်စ်လမှာအဖြေမထွက်ရင်တော့မှနောက်ထပ်လတွေမှာထပ်ဆွေးနွေးပြီးတော့အဖြေကတော့ MNDAA အတိုင်းပဲဒီမြေတွေကိုစွန့်လွတ်ပြီးတဲ့အခါမှာသူတို့ဟာဆိုရင်သူတို့ရဲ့ဘူမိလက်တန်နေရအမှန်ကိုပဲပြန်သွားမှာဖြစ်ပါရှင်ဒီခါဆိုတော့လေ license လုပ်တဲ့သူတွေ license ကြီးရှုံးတာပေါ့ရှင်ဒါလေးပဲရှိပါရှင်မိဘပြည်သူများရှင်ကျမအနေနဲ့ TNL ကပေါ့နော်ထုတ်ပြီးရကား license ကိစ္စကိုနည်းနည်းလေးပြောပြပြီးရခါမှာဆိုရင်ကျမနိုင်ငံမှာဖြစ်နေတဲ့ကိစ္စတွေလေးတစ်ခုပေါ့နော်အဲ့ဒါလေးပြည်သူအတန်အနေနဲ့ပေးပို့လာတာရှိပါရှင်ဒါလေးပဲကျမအရင်ဆုံးဖတ်ပြပေးပါမယ်ကားနဲ့ပဲပတ်သက်ပါရှင်စာထဲမှာပါဝင်တဲ့အကြောင်းအရာလေးတိုင်းကိုကျမဖတ်ပြပါမယ်သမီးရဲ့မနေ့ကသမီးတင်ဆက်တဲ့ပေါ့နော်မနေ့ကဆိုတာတနေ့ကိုပြောတာပါစာကိုကျမဆိုမနေ့ကရောက်တာပါရှင်သမီးတင်ဆက်တဲ့ဝတ်တောက်ကားရောင်းဝယ်ရေးကိစ္စနဲ့ပတ်သက်ပြီးတော့သတင်းပေးချင်တာလေးရှိပါတယ်တဲ့သူမေးချင်တာလေးရှိရပေါ့နော်သတင်းလေးပေးချင်ပါတယ်တဲ့လေးလေးရတဲ့2022အောက်ဂတ်လမှာတဲ့လေးလေးရဲ့ကားကိုရောင်းထားပါတယ်တဲ့သမီးတင်ဆက်တာတွေ့တော့မှသတိရလို့စစ်လိုက်တဲ့ခါမှာတဲ့ရောင်းထားတဲ့လေးလေးရဲ့ကားကလေးလေးရဲ့နာမည်ပေါက်နဲ့အခုချိန်ကြီးဖြစ်နေသေးပဲဆိုတာသိရပါတယ်တဲ့လေးလေးသိထားတာကတော့ကားကိုပေါ့နော်အညီပေါက်နာမည်ပြောင်းမယ်ဆိုရင်အစိုးရအခွန်ဆောင်ရတယ်ဆိုပြီးသိထားတယ်ဒါကြောင့်နာမည်ပေါက်ကိုဒီသူ့စီကဝယ်သွားတဲ့သူကအခုထိမပြောင်းသေးရလားတော့မသိပါဘူးတဲ့ကားညနာမှာတက်တန်းတိုးမယ်ဆိုလဲပိုင်ရှင်မှတ်ပုံတင်လိုပါတယ်လေးလေးစီကိုတဲ့ကားကလေးလေးရပါတော့ကားကိုရောင်းပြီးကြရလေးလေးစီမှာ तू ကမှတ်ပုံတင်လာတောင်းတာလည်းမရှိသလိုမျိုးတစ်ခါမှလည်းလာပြီးချိတ်ဆက်တာလည်းမရှိပါဘူးတဲ့ပြီးတော့ကားဝယ်သွားတဲ့သူကပေါ့နော်သူ့စီကနေမှတ်ပုံတင်လည်းလာမရှိဘဲနဲ့ဘာချက်လက်မှလည်းမတောင်းမဲနဲ့ကားတက်တောင်းဘလို့တိုးနေလဲဆိုတော့ तू မသိပါဘူးတဲ့ဒါပြင်ဦးလေးလေးရဲ့ကားကလည်းဝယ်လက်ဘယ်နှယောက်ပြောင်းသွားပြီလဲဆိုတော့လည်းမသိပါဘူးသမီးရဲ့တဲ့လောလောဆယ်သူ့နာမည်ပေါက်တော့ဖြစ်နေသေးရပေါ့နော် तू ရောင်းလာ2022ဆိုတော့လွန်ခဲ့တဲ့2နှစ်ကျော်လောက်တောင်ရှိနေပြီရှင်တော်တော်ကြာနေပါပြီပြီးတော့လေးလေးကလည်းအိမ်ပြောင်းအိမ်ရွှေကိစ္စတွေရှိရတဲ့အတွက်ကားရောင်းကားဝယ်စာချုပ်ကလည်းပျောက်ကျသွားခဲ့ပါတယ်ဒါကြောင့် तू စိတ်ပူတာပေါ့နော်လေးလေးရဲ့ကားကိုအသုံးပြုပြီးတော့တဲ့လူစရိုက်မှုတစ်ခုခုများကျိုးလွန်ခဲ့မယ်ဆိုရင်တဲ့ကားနမည်ပေါက်ကလေးလေးပဲဖြစ်နေတော့ဆိုတော့ပြဿနာတွေကလေးလေးစီကိုရောက်လာမှာစိုးရင်ပါတယ်သမီးရဲ့အဲ့ဒါဘယ်လိုလုပ်ရမလဲအကြံပေးပါအောင်ဆိုပြီးတော့ပြည်သူအတန်လေးပေးပို့လာပါရှင့်တော့ကျမအနေနဲ့ကာညနာမှာတက်တန်းတိုးတာလေးနဲ့ပတ်သက်ပြီးတော့အချို့တော့ဘုသူတလေးပေါ့နော်နိုင်ငံတော်ဘုသူတလေးတခုတော့ကျမနည်းနည်းလေးပြောပြချင်ပါရှင့်ကျမကြားသိထားရတဲ့ကနေပြီးတော့နည်းနည်းလေးပေါ့နည်းနည်းလေးပါအများကြီးတော့မပြောပါဘူးနည်းနည်းလေးပါရှင့်အဲ့ဒါပါလဲဆိုတော့ကားတက်တန်းတိုးလို့ရှင့်မှတ်ပုတ်တွေမူရင်းနဲ့တကောင်စင်းမိတ်တူလိုပါရှင့်မူရင်းမပါလို့ရှင်လိုင်းရိုက်ရတယ်ဆိုတာရှိရဲတဲ့ဈေးမျိုးပါပဲတဲ့အဲ့လိုလိုင်းရိုက်ရင်တော့မှာပေါ့နော်ကားမျိုးကအစားပုံမူတည်ပြီးတော့2သိန်းခွဲရနေပြီးတော့ဟိုစပြီးတော့ရှူကြပါတယ်တဲ့ပေါ့နော်အဲ့လိုပေါ့ Land Cruiser တို့ပါလို့ဆို8သိန်းဝန်းကျင်လောက်ထိရှိပါတယ်တဲ့အဲ့ထက်ပိုပေးရလဲရှိပါတယ်တဲ့
ဆိုတော့သိရပါရှင်ဒါကတော့ပေါ့နော်အဲ့လိုပေါ့ရှင်အသေးစားအကတိမှုလေးတွေတည်းကတစ်ခုပေါ့ရှင်ဒါကညနာရုံမှာ